Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းကတော့ Excel စင်းစရာတစ်ခုမှာ row တွေ column တွေကဒီလိုမျိုးအချင်းကျယ်မညီဘဲနဲ့တချို့စာတွေမှာမမြင်ဖြစ်နေတာမျိုးဆိုရင်ဘယ်လိုပြန်ပြီးတော့ row တွေ column တွေကိုညှိမလဲပေါ့နော်အားလေးပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်2မိနစ်အတွင်းမှာဤသုံးနည်းပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးနည်းကတော့စင်းစရာတစ်ခုလုံးဆက်လက်ပေးလိုက်ပါပြီးလို့ရှိရင် home တက်တဲ့ဟာဆယ်တွေက format တွေက auto fill row high နဲ့ auto fill column ကိုနှိပ်ပေးလိုက်တာဒါဆိုတော့ကျွန်တော်စင်းစရာလေးက row တွေ column အညီပေါ်လာမှာဖြစ်ပါတယ်ဒုတိယနည်းကတော့ကျွန်တော်စင်းစရာအားလုံးဆက်လက်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ column name တစ်ခုရဲ့ကြားမှာ mouse pointer လေးတင်လိုက်ပါညောင်းတစ်ဖက်ကလေးပေါ်လာပြီဆိုရင်တော့ left click ကိုနှစ်ချက်နှိပ်ပေးလိုက်ပါအဲ့လိုပဲဒီဘက်ကrow နှစ်ခုကြားမှာရှိတဲ့မြင်းချောင်းလေးပေါ်ကို mouse pointer လေးတင်လိုက်ပါဒီလိုမြားကောင်းလေးနှစ်ဖက်ပေါ်လာပြီဆိုရင် left click ကို double click နှိပ်ပေးလိုက်ပါနော်ဒါဆိုတော့ကျွန်တော်စိတ်ကွက်လေးက row တွေ column တွေအညီရလာမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဆုံးတစ်နည်းကတော့ကျွန်တော်တို့စင်းများအလုံးဆက်လက်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် keyboard က order key ကိုဖိထားပြီးတော့ H O I H O E ဆိုပြီးနှိပ်ပေးလိုက်ပါဒီလိုဆိုရင်တော့ကျွန်တော်စင်းစရာလေးက row တွေ column တွေအညီနဲ့အရင်တည်တတ်တဲ့စင်းစရာလေးကိုဖြစ်လာမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် See you guys